ဆက်လျှောက်ဖြစ်ချင်တာတွေဖြစ်မလာသေးတဲ့အခါရေပန်းချမ်းနဲ့ကြိုးစားမယ်မဖြစ်ချင်တာတွေဖြစ်နေရတဲ့အခါတီးခံစိတ်နဲ့ဆက်လျှောက်မယ်ဘာအတွက်နဲ့မှစိတ်ကိုလေလွင့်ဆုံးရှုံးမခံနဲ့တချို့အရာတွေကကံနဲ့ဆိုင်တယ်လို့တချို့အရာတွေကအားထုတ်မှုအနည်းအများနဲ့ဆိုင်တယ်လုံးပိုက်ခွေရတဲ့အချိန်မှာအကောင်းဆုံးကြိုးစားခဲ့ရင်ဘယ်လိုရလက်တွေအချောင်းမှနောင်တရเสียမဟုတ်ပါဘူးမလိုပါဘူးအိမ်မက်တွေကဈေးကြီးတယ်တက်နိုင်တလောက်နည်းနည်းချင်းစွတ်သွားရှင်တော့တနေ့မှာအိမ်မက်အကောင်းစားကြီးတစ်ခုလက်ဝယ်ပိုင်ဆိုင်ရရှိမှာပါမကြိုးစားပဲငင်းညူနေတာဟာလူပြင်းလူညံ့တွေလှုပ်နေကြတယ်လှုပ်ပါမျော်လင့်ချက်တွေအယောင်မမိတ်သေးတဲ့၍ငါတို့မှာတောက်ပါတဲ့အနာကတ်တွေရှိတယ်လဲကြရင်ပြန်ထမယ်အထိုးနှက်ခံရရင်တိတ်ခံမယ်နှေးရင်နှေးပါစေရက်မနေဖို့ကအရေးကြီးတာပါဆက်ရှောင်းနေတဲ့၍ပန်းခိုင်သွားတဲ့လမ်းမပြောက်ပါဘူးတနေ့ရောက်ဖို့ရှောင်းနေဖို့ပဲလိုတယ်